မင်းတို့နေပြည်တော်ရရင်ကျေနပ်ပြီလားမင်းတို့နေပြည်တော်မှာနေလို့ရရင်ကျေနပ်ပြီလားမင်းတို့စစ်တပ်အတိုင်းဝိုင်းအကုန်လုံးရှိသမျှစစ်တပ်နဲ့ပတ်သက်တဲ့သူတွေအကုန်လုံးကချင်ကရင်ကယားဗမာပြည်အနှံအပြားမှာရှိနေတဲ့လူတွေအကုန်လုံးရော့မင်းတို့တွေနေပြည်တော်မှာနေလိုက်မင်းတို့တွေနေပြည်တော်မှာနေကြမင်းတို့တွေနေပြည်တော်မှာပဲသေကြဆိုပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ပြောတဲ့သူရှိလားမရှိဘဲနဲ့ကိုယ့်ဘက်ကနေပြီးတော့နေပြည်တော်သွားပြီးတော့ဆွေးနွေးမယ်သူတို့ပေးတာယူမယ်ဆိုတော့အတွေးခေါ်အယူအဆတွေကိုပြင်ဖို့ကောဘသူတွေကစနေပြီလေဘသူတွေကပြောနေပြီလေကျွန်တော်ယုံကြည်တဲ့အတိုင်းကျွန်တော်အမှန်တိုင်းပြောတာခင်ဗျားတို့ဗမာပြည်သားတွေနီပေါပြည်နယ်ကြမ်းဖို့ပြည်နယ်အဲ့ဒီလိုမျိုးခင်ဗျားဒီလိုမျိုးရှိအရှုပ်တုပ်ဖြစ်နေတဲ့လူတွေကိုပြည်နယ်တတ်မပေးဘူးဟေ့ဆိုရင်ခင်ဗျားစစ်အာဏာရှင်ကိုနိုင်အောင်တိုက်မင်းအောင်လှိုင်ကိုခင်ဗျားတို့အဲ့မှာကြိုးပေးကွက်မြက်လေဘေးမှာဟိုခြေထောက်နဲ့နင်းပြီးတော့ခင်ဗျားတို့တတ်နိုင်တဲ့ထားအောင်ဒီတိုင်းပြည်ကမပြေလည်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကြမ်းဖို့လူဒန်းစားပေါ်သွားပြီကြမ်းဖို့လူဒန်းစားပေါ်သွားပြီနီပေါလူဒန်းစားပေါ်သွားပြီဒီကြမ်းဖို့တွေနီပေါတွေနဲ့ကျွန်တော်တို့ရိုးရိုးသားမှန်ရိုးရိုးသားသားလောက်ကန်စားတောက်နေတဲ့လူတွေနေပေါင်းပြီးတော့အတူတူကိုနေလို့မရအောင်အဲ့ဒါကျွန်တော်ပွင့်ပွင့်လင်းလင်းယုံကြည်နဲ့ကိုကျွန်တော်ပြောတာဒီနီပေါလူဒန်းစားကြမ်းဖို့လူဒန်းစားနဲ့ကျွန်တော်တို့ရိုးရိုးသားမှန်ပြည်သူလူထုကပူးတွဲပြီးတော့နေလို့မရတာအားလုံးပဲမင်္ဂလာပါအဝိကမြန်မာ News Channel မှာလွယ်ဦးတော်လိုင်းရေးသတင်းအပါအဝင်နိုင်ငံရေးစစ်ရေးသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Like and Subscribe လုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်စစ်အာဏာရှင်စနစ်ကတော့ကိုယ်တိုင်တိုက်မှာပဲနိုင်မယ်ဆိုတော့အတွေးခေါ်အယူဆတွေလူတိုင်းရှိကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ကြပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာဘသူတွေကမေးဘူးကြလဲဘသူတွေမေးဘူးကြလဲဆိုတော့ခေါင်းစဉ်ပေးထားတယ်ဘာဖြစ်လို့ဘသူတွေမေးဘူးကြလဲလို့ခေါင်းစဉ်ပေးထားလဲဆိုတော့ကျွန်တော်ပြောတယ်လေဗိုလ်ချုပ်အောင်ဆန်းကပင်လုံစာချုပ်ချုပ်တဲ့အခါမှာကျုပ်တို့နဲ့ပေါင်းကြည့်မကျင်နိုင်ခွက်ထွက်ဒီစကားတွေဘယ်သူမှမပြောကြဘူးအခုခွက်ထွက်မှပြောတဲ့အခါကျတော့လေတိုင်းပြည်ကိုသစ္စာပေါက်တယ်တို့ဘာတို့ပေါ့ဗျာပြည်တော်စုမပြိုကွဲရေးဘာရေးဒိုရေးညာရေးဆိုပြီးတော့ဖက်ဒရယ်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဗမာပြည်မှာခင်ဗျားတို့အရင်ဆုံးစပြီးတော့မေးရမယ့်ကိစ္စကဘာဖြစ်လို့ပြည်တော်စုဖြစ်လာလဲအင်္ဂလိပ်တွေဝင်ပြီးတော့မအုပ်ချုပ်ခင်တည်းကရှမ်းပြည်တို့ကချင်ပြည်တို့ချင်းပြည်တို့ဆိုတာကရှိခဲ့ဘူးသားလေဗျာအဲ့တော့အဲ့ဒီပြည်တွေကိုပေါင်းပြီးမှပြည်တော်စုလုပ်တာကိုပြည်တော်စုသမရမြန်မာနိုင်ငံတော်ဖြစ်ဗမာနိုင်ငံတော်ဖြစ်လုပ်ကြတာကိုခစ်တီကာလတွေအချိန်တွေရွေရှားလာတာကိုရွေရှားလာတဲ့ဟာမှာကျွန်တော်တို့တွေကခစ်နဲ့အညီလိုက်နိုင်ရဲ့လားဆိုတဲ့ကိစ္စကအရေးကြီးတာပေါ့ခင်ဗျားတို့ဗမာအများစုကအခုချိန်ထိဒီဘောမင်းလဲလွမ်းနေတော့သမိုင်းတွေပြောနေတော့ဒီဘောမင်းတို့မင်းတို့သားလုံးမင်းတရားကြီးတို့အလောင်းစီသူတို့အနော်ယထာတို့ပြောနေတော့ခင်ဗျားတို့အဲ့ဒီဟာတွေပြောနေတယ်ဆိုလို့ရှိရင်ဗမာတက္ကရာကအခုချိန်ထိ1400မပြည့်သေးဘူးလေဗျာသူများတွေကတက္ကရာက2026ဖြစ်နေပြီနှစ်ပေါင်း600လောက်အနည်းဆုံးကွာနေတယ်သူများတွေထက်စားလို့ရှိရင်ကိုယ့်အကိုလည်းစဉ်းစားကြည့်အောင်ဗမာလို့ပြောတဲ့လူတွေဗမာနိုင်ငံသားလို့ပြောတဲ့လူတွေနှစ်ဖူးလို့ရိုက်လက်တင်လိုက်တင်ပြီးလို့ရှိရင်ငါတို့ရဲ့တက္ကရာကဘယ်လောက်လဲ1368လား1300ဘယ်လောက်လဲပေါ့ဥပမာ1400မပြည့်သေးဘူးဟေးနိုင်ငံခြားပြက်ကလေးမှာကြည်လိုက်တက္ကရာကဘယ်လောက်လဲ2026ခင်ဗျားတို့ကနှစ်ပေါင်း600လောက်ကိုဟာကိုနောက်ကိုပြန်ဆွဲနေတာရောတကယ်တမ်းကျတော့နိုင်ငံရေးသုံးသပ်တာတွေစီရေးသုံးသပ်တာတွေဟိုသုံးသပ်တာတွေဒီသုံးသပ်တာတွေပြောမနေနဲ့ခင်ဗျားတို့ကိုသုံးသပ်တဲ့ကိစ္စမေးခွန်းခင်ဗျားတို့ကိုဘသူမေးဘူးလဲမေးတဲ့ကိစ္စကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်လိုမျိုးမှာပဲဖြစ်ဖြစ်အပြစ်ပြောတဲ့သူတွေများလာပြီကိုမင်းကိုနိုင်ကမကောင်းဘူးဇင်မာအောင်ကမကောင်းဘူးဗိုလ်ချုပ်ကွမ်မော်ကမကောင်းဘူးစောကွက်ထူးဝင်းကမကောင်းဘူးကိုယ့်ဘက်ကနေကိုယ့်ဟာကိုအပြစ်ပြောလာပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်မှာတော်တော်အားနည်းချက်တွေရှိနေပြီကျွန်တော်တို့ဘက်မှာတော်တော်ကိုအခက်အခဲတွေဖြစ်နေပြီခင်ဗျားတို့ဘောလုံးကန်တယ်လို့ပဲ
ရှုံးပြီဟေ့ဆိုလို့ရှိရင်မင်းမကောင်းလို့ငါမကောင်းလို့မင်းကဂိုးမသွင်းနိုင်လို့မင်းကဂိုးမဖမ်းနိုင်လို့မင်းကအလဲရနေမပေးလို့အဲ့ဒါကကျွန်တော်တို့ဘက်ကအားနေချက်တွေဖြစ်လာတဲ့အတွက်ဒီအတန်တွေအများကြီးထွက်လာတာကိုဘက်မှာရှိနေတဲ့အားနေချက်တွေအများကြီးရှိလာလို့ခမည်းဒီလိုမျိုးအသေးကွက်တန်စင်တွေထွက်လာတာအပြစ်တင်တဲ့တန်စင်တွေထွက်လာတာဒါတွေကိုအချိန်မီဘလို့ပြင်ကြမလဲအချိန်မီဘလို့မျိုးပြောင်းလဲကြမလဲဒီလိုမေးခွန်းတွေမေးဖို့လိုတယ်အဲ့လိုမေးခွန်းတွေမေးဖို့လိုတဲ့အချိန်မှာခင်ဗျားတို့တွေအကုန်အားလုံးကပြောနေကြတယ်အခုဆိုလို့ရှိရင်ပေါ့ကချင်ဟိုပေါ့ဝါလိုမျိုးပေးဖို့တို့ရခိုင်တွေက confederate တို့ကျွန်တော်တို့လိုချင်တဲ့ကိစ္စကိုကျွန်တော်တို့မပြောဘဲနဲ့ခင်ဗျားတို့စစ်တပ်ကိုမေးကြည့်လိုက်မင်းတို့နေပြည်တော်မှာအပြီးနေမှာလားကျန်းဖို့ကောနီဘောကောကအခွင့်ဒန်းစားနော်ဘလို့အခွင့်ဒုက္ခလူဒန်းစားလောက်ရတာကိုသူတို့ကကျေနပ်သွားပြီခင်ဗျားတို့ကချင်ထဲမှာဆိုပြဖြစ်ဖြစ်ကရင်ထဲမှာမို့ဆိုပဲဖြစ်ဖြစ်နီဘောတွေဖြစ်ပြီဟေးဆိုလို့ရှိရင်သူတို့အခွင့်ထူးခံရတယ်ဆိုတာသူတို့သိချင်းထဲမှာပဲဖြစ်ဖြစ်ရခိုင်ထဲမှာပဲဖြစ်ဖြစ်ကျန်းဖို့နဲ့ပေါင်းရင်ငါတို့အခွင့်ထူးခံရတယ်နီဘောနဲ့ပေါင်းရင်အခွင့်ထူးခံရတယ်ဆိုတဲ့ဟာတွေသိသွားပြီခင်ဗျားတို့လူမျိုးတွေကျွန်တော်တို့လူမျိုးတွေရှိသမျှလူမျိုးတွေအကုန်လုံးထဲမှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံထဲမှာဒီကြက်ဖို့စိတ်ဓာတ်နီဘောစိတ်ဓာတ်ဝင်သွားတဲ့သူတွေနဲ့ကျွန်တော်တို့တွေနဲ့အတူတူကိုရှင်တွဲပြီးတော့နေလို့မရတော့တာဒီတော့ဗမာတွေကိုပြောစရာဖြစ်လာတယ်ကရင်တွေထဲမှာလည်းဗုဒ္ဓဘာသာကရင်နဲ့ခရစ်ယာန်ကွဲသလိုပဲဗမာထဲမှာလည်းနီဘောဗမာကြက်ဖို့ဗမာနဲ့ရိုးရိုးတာမန်ဗမာဆိုတာခွဲကိုခွဲရတော့မယ်ဗမာထဲမှာလည်းနီဘောဗမာကြက်ဖို့ဗမာရိုးရိုးဗမာရိုးရိုးဗမာတွေနဲ့အကုန်တွဲနေလို့ရတယ်နီဘောဘမှာကြက်ဖို့ဗမာနဲ့တော့ခမရဘသူနဲ့မှတွဲနေလို့မရဘူးနီဘောဘမှာကြက်ဖို့နီဘောနဲ့ကြက်ဖို့ကတဲ့တယ်နီဘောနဲ့ကြက်ဖို့နဲ့တဲ့လားမတဲ့ဘူးလားဆိုတဲ့ဟာကဒေါအောင်ဆန်းစုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်မှာစစ်တပ်နဲ့ NLD နဲ့ခမရအကိုကြီးနဲ့ညီမလေးသားပေးသမီးယူသမီးပေးသားယူအဲ့လိုမျိုးသူတို့ခေါင်းဆောင်နဲ့ငါတို့ခေါင်းဆောင်နဲ့ယူအဲ့လိုမျိုးတွေအကုန်ဖြစ်ကြတာနီဘောနဲ့ကြက်ဖို့နဲ့တဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အခွင့်ဒုက္ခလူဒန်းစားတွေဖြစ်နေလို့ဒါပေမဲ့တာမန်ပြည်သူတွေကြတော့မဲလာပေးလိုက်ရတယ်ကြက်ဖို့ကိုပေးရင်လည်းပြည်သူကသေတာပဲ NLD ကိုပေးရင်လည်းပြည်သူကသေတာပဲအဲ့ဒါတွေကငိမ့်ညံ့အောင်လှုပ်ကြံပြီးတော့ပြောနေတာမဟုတ်ဘူးငိမ့်ညံ့အောင်တို့ခမည်းတော်ကတာမန်လူဒန်းစားတွေအညာမှာတွေ့မှာလက်ပရန်တောင်မှာလက်ပရန်ရွာမှာတွေ့တယ်မလားဒေါခင်ဝင်းသေသွားလဲရက်ထုတ်ကနေပြီးတော့တနက်ကြီးကဒလိုတွေပေါ့တနက်ကြီးကပြစ်လိုက်တာမိုးပေါ်ကနေပြန်ကျလာတယ်ပြန်ကျလာပြီးကြောက်တုံးကိုထိတယ်ကြောက်တုံးကနေပြီးတော့ဒေါခင်ဝင်းကမနေတတ်မထိုင်တတ်နဲ့ဒေါခင်ဝင်းထိတယ်ပြောတယ် NLD ကဟုတ်ပါတယ်ပြောတယ်ဒီလိုမျိုးတွေဖြစ်နေတဲ့ဟာမှာခင်ဗျာဗမာတွေထဲမှာကိုသေးသေးချာချာကွဲချာချာလှုပ်ပြီးတော့နေမရမယ်မင်းကကြက်ဖို့မင်းကနီဘောငါတို့နဲ့လာမပေါင်းနဲ့ရိုးရိုးဗမာတွေကပေါင်းလို့မရဘူးအခုအသေးကွဲတန်စင်သစ်တွေထုတ်နေတာရှိတယ် online မှာကိုမင်းကိုနိုင်မကောင်းဘူးဇင်မအောင်မကောင်းဘူးဦးမန်ဝင်းခိုင်တာမကောင်းဘူးမောင်ဆောင်ခမကောင်းဘူးအကုန်ပြောနေတဲ့လူတွေအခုပြောနေတဲ့လူတွေအကုန်လုံးကိုသွားကြည့်လိုက်အဲ့ဒါ UNG ကိုအ ਨੇ ဆုံး6လတနေ့ထောက်ခံခဲ့တဲ့လူတွေကြီးပဲအဲ့ဒါအသေးကွဲတန်စင်တွေဖြစ်နေတာကျွန်တော်ပြောတာမယုံဘူးဆိုလို့ရှိရင်အခု UNG ကိုအပြစ်ပြောတာကိုမင်းကိုနိုင်ကိုအပြစ်ပြောတာဟိုလူကိုအပြစ်ပြောတဲ့လူတွေကြည့်လိုက်အဲ့ဒါအ ਨੇ ဆုံး UNG ကို6လတနှစ်ထောက်ခံခဲ့တဲ့လူတွေကြီးပဲ UNG ကနေပြီးတော့ဒီဒေးခေါ်ပြီးတော့နေပြီးတော့သိမ့်မယ်ဆိုတဲ့အချိန်မှာလက်ခုပ်တီးအားပေးပြီးတော့အေးဆိုပြီးတော့ကိုယ်ခွေရေးကိုရမယ်ထင်ပြီးတော့အခွင့်ဒုက္ခရမယ်ထင်ပြီးတော့ခင်ဗျာလှုပ်တဲ့လူတွေအခုအသေးကွက်တန်စင်နေဖြစ်နေတာရောခင်ဗျားတို့ကိုကျွန်တော်ပြောတယ်လေငါတို့ကဥပမာငါတို့ပြည်နယ်ငါတို့ပြန်နေမယ်ဆိုတဲ့ဟာမပြောတော့နဲ့ငါတို့ကရင်ပြည်နယ်ကရင်အုပ်ချုပ်မယ်တွေဗမာဟိုချင်းပြည်နယ်ချင်းအုပ်ချုပ်မယ်တွေကချင်ပြည်နယ်ကချင်အုပ်ချုပ်မယ်တွေပြောနေခင်ဗျားတို့ပြောဖို့ကမင်းတို့စစ်တပ်ကကောင်းနေနေပြည်တော်ရရင်ကျေနပ်ပြီလား
ခင်ဗျားတို့ပြောနေတဲ့စစ်တမ်းရပြန်မယ်တဲ့စစ်တမ်းရပြန်မယ်ဆိုလို့ရှိရင်စစ်တမ်းရခင်ဗျာနေရာတကာမှာလိုက်ဆောက်ထားတာကချင်မှာလည်းစစ်တမ်းရရှိတယ်ကယားမှာလည်းစစ်တမ်းရရှိတယ်ရခိုင်မှာလည်းစစ်တမ်းရရှိတယ်ဘယ်နေရာမှာစစ်တမ်းရမရှိတဲ့နေရာရှိလို့လဲကျွန်တော်တစ်ချက်ပြောကြည့်ဟာငါတို့စစ်တပ်ကကောင်တွေကစစ်တမ်းရကိုပြန်မယ်ခင်ဗျားအိမ်ဘေးမှာပါအဖီဆွဲပြီးစစ်တမ်းရလာဆောက်တော့မှာစစ်တမ်းရပြန်မယ်ဆိုတဲ့စကားနဲ့ဗမာပြည်ကသွားလို့မရတော့ဘူးအဲ့တော့မင်းတို့စစ်သားဆိုတဲ့ကောင်တွေမင်းတို့ဗိုလ်ချုပ်အောင်စမ်းမကလို့ကွာမင်းတို့ရှောက်အနော်ရထားတီထောင်ခဲ့တဲ့နိုင်ငံတော်ဟီးဖြစ်ဖြစ်ဘာနိုင်ငံတော်ကြီးပဲဖြစ်ဖြစ်ပေါ့မင်းတို့စစ်တပ်ဆိုတဲ့ကောင်တွေအကုန်လုံးပေါ့မင်းတို့နေပြည်တော်ရရင်ကျင်း납ပြီလားမင်းတို့နေပြည်တော်မှာနေလိုက်မင်းတို့ခြံခတ်ထားတဲ့မင်းတို့ခြံရဲ့အပြင်မှာငါတို့ခြံထပ်ပြီးတော့ခတ်ပေးမယ်မင်းတို့နေပြည်တော်မှာနေလို့ရှိရင်တော်ပြီလားကိုဘက်ကသူတို့ကိုအဲ့လိုမျိုးမေးရဲတဲ့သူရှိရဲ့လားအဲ့ဒီလိုမျိုးဒီကောင်တွေနေပြည်တော်မှာပဲနေတော့ဆိုပြီးတော့ပေးရတဲ့သူရောရှိလို့လားမင်းတို့တိုင်းရင်းသားတွေကိုကချင်ပြည်နယ်ခွဲထွက်ခွင့်ပေးတယ်တို့ကချင်နိုင်ငံတော့မင်းတို့အဲ့ဒါဒီတောင်းပြီးဟေ့ပြောပြီးဟေ့ဆိုလို့ရှိရင်လေမင်းတို့ဘယ်ကောင်မှမပေးချင်ဘူးကချင်တွေသူကသူနိုင်ငံတော်လုံမဲ့ဝါတွေသူကသူနိုင်ငံတော်လုံမဲ့ဟိုရခိုင်တွေသူကသူနိုင်ငံတော်လုံမဲ့သူ့နိုင်ငံနဲ့သူဟာသူနေမဲ့သူဟာသူအုပ်ချုပ်မဲ့ဆိုတော့လေမင်းတို့ရှိသမျှအဲ့နီဘောရောကြံ့ဖို့ရောရိုးရိုးဗမာဆိုတဲ့လူပါမပေးချင်ပြန်တော့ဘူးမင်းတို့ကတိုင်းရင်းသားတွေကြဘာမှမပေးချင်တော့ဘူးအခုတိုင်းရင်းသားတွေကပေးမယ်မင်းတို့စစ်တပ်ကကောင်နေပြည်တော်ဆိုရပြီလားမင်းတို့ဟိုဘယ်လိုပြောမလဲအခုကြံ့ဒီဘောလို့ပြောတဲ့လူတွေမင်းတို့မျိုးအစ်စ်နေပြည်တော်လိုပဲနီဘောပြည်တော်ကြီးပေါ့နီဘောပြည်တော်ကြီးဆိုပြီးတော့တတ်ဆောက်ပေးမယ်မင်းတို့သွားနေမလားမင်းတို့အခုမေးပြီဘယ်သူမှမမေးတဲ့မေးခွန်းမျိုးမင်းတို့မေးပြီမင်းတို့အခုကပို့ပိတ်လေးပြောရင်နီဘောနဲ့ကြံ့ဖို့ကဟိုရှိသမျှလူအကုန်လုံးဝိုင်းပြီးတော့ဒုက္ခပေးနေတာမင်းတို့နီဘောရဲ့ကြံ့ဖို့ရဲ့ကဘယ်လိုပြောမလဲဆိုတော့မင်းတို့ရန်ဖြစ်ပြနေတာဟုတ်တိုင်းရင်းသားတွေပြောတာတော့အနီးနဲ့အစိမ့်ပေါ့အဲ့အနီးနဲ့အစိမ့်ကတလောက်မဟုတ်သေးဘူးမင်းတို့အနီးနဲ့အစိမ့်ဆိုပြီးတော့ပါတီဆိုတဲ့ကိစ္စမျိုးတွေဖြစ်လာတယ်တကယ်ကိုပြင်ရစင်ကလောက်ရပြူဟာဆိုလို့ရှိလောက်ရဲသေးတယ်မင်းတို့ကအခုကနီဘောနဲ့ကြံ့ဖို့ကမင်းတို့ရှိသမျှအကုန်လုံးကိုအွန်လိုင်းမှာဆိုလဲမင်းတို့ပြဿနာရှာတယ်နီဘောကိုဝေဖန်ထောက်ပြတဲ့လူဆိုလို့ရှိရင်အဲ့ဒီကောင်ကရန်သူလူဖြစ်သွားတယ်ကြံ့ဖို့ကိုဝေဖန်ထောက်ပြတဲ့ကောင်ဆိုအဲ့ဒီကောင်ကနီဘောဖြစ်သွားတယ်ဗမာပြည်အတွက်ကိုပြောနေတာမင်းတို့ကြံ့ဖို့တွေမင်းတို့နေပြည်တော်မှာမင်းတို့နေလိုက်တော့မင်းတို့စစ်တပ်ကကောင်တွေအဲ့မှာမွေးထားတဲ့ကောင်တွေမင်းတို့ရှိသမျှဟာတွေအကုန်လုံးအဲ့နေပြည်တော်သွားနေနီဘောတွေကြလို့ရှိရင်မြို့အစ်စ်ဖော်ပေးလိုက်အခုအသေးကွဲအော်နေတဲ့ UNG ကို6လတနေ့ထောက်ခံမှုတဲ့လူတွေပါတပြည်နယ်တစ်ခုလှုပ်ပေးလိုက်မင်းတို့တွေအကုန်လုံးကကြော့ပါရဲ့ပုပ္ပလင်းလင်းပြောလို့ရှိရင်မင်းတို့နီဘောတွေမှာအတိုင်းဝိုင်းရှိနေတာမဟုတ်ဘူးမင်းတို့ကြံ့ဖို့တွေမှာအတိုင်းဝိုင်းရှိနေတာမဟုတ်ဘူးမင်းတို့တခြားလူမျိုးတွေအကုန်လုံးကိုငါတို့လှုပ်ချင်တာလှုပ်မယ်မင်းတို့တွေကခံကြတော့ဆိုတဲ့ပုံစံမျိုးပေါ့မင်းတို့ဒီတော်လန်ရေးကြီးစဖြစ်လာတယ်အခုကမြင်မကောင်းကြားမကောင်းတော့လို့ပြောလာတာမြင်မကောင်းကြားမကောင်းလို့ပြောလာတာမင်းတို့တွေရဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ဘက်မှာအားနည်းချက်တွေရှုံးနေပြုတ်တယ်လို့ညဉ့်ညံ့အောင်မပြောဘူးနော်ကိုယ့်ဘက်မှာအားနည်းချက်တွေရှိလာတယ်ကိုယ့်ဘက်မှာအခက်အခဲတွေရှိလာတယ်အားနည်းချက်တွေအခက်အခဲတွေရှိလာတဲ့အခါမှာကိုလူလဲကိုအပြစ်ပြောတခြားလူလဲအပြစ်ပြောဆိုတဲ့ဟာကြတော့သိပ်ပြီးတော့မဟုတ်သေးဘူးသိပ်ပြီးတော့မဟုတ်သေးဘူးကချင်နေရမတိုက်လို့ရခိုင်နေရမတိုက်လို့ချင်းနေရမတိုက်လို့မွန်နေရမတိုက်လို့တကယ်တမ်းကြတော့သူတို့အနေနဲ့ကတိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးသူတို့ကတိုက်เสียအောင်မလုပ်ဘူးသူတို့နယ်မြေမှာဗမာတွေသွားပြီးတော့ကျူးကျော်နေတယ်အဲ့ဒီအတွေးအခေါ်ဗမာပြည်သူတွေမှာရှိဖို့အရေးကြီးတယ်ဗမာတိုင်းရင်းသားတွေမှာရှိဖို့အရေးကြီးတယ်ပြည်မာကြီးမှာရှိတဲ့လူတွေမှာမင်းတို့ရဲ့အခြေခံအတွေးခေါ်ကိုတည်းကငါတို့တွေဟာတိုင်းရင်းသားတွေအပေါ်မှာအနိုင်ကျင့်တယ်တိုင်းရင်းသားတွေကိုသွားကျူးကျော်နေတယ်တိုင်းရင်းသားတွေကိုငါတို့စော်ကားနေတယ်ငါတို့ကတိုင်းရင်းသားတွေကိုဘာသာစကားအရလဲသွားပြီးတော့ကျူးကျော်တယ်ဘာသာစကားအရလဲအနိုင်ကျင့်တယ်လူပုဂ္ဂိုလ်အရလဲအနိုင်ကျင့်တယ်ဆိုတဲ့အတွေးခေါ်ဟာဗ
ဗမာတိုင်းရင်းသားတယောက်ချင်းရဲ့ခေါင်းထဲမှာရှိနေဖို့အရေးကြီးတယ်အဲ့ဒီတော်လန်ရေးအောင်ခြင်းနဲ့ဟဲ့ဆိုလို့ရှိရင်ခမားတို့ဗမာဆိုပြီးတော့ငါအဖေကဗမာငါအမေကဗမာမွေးလို့ဗမာဖြစ်တယ်ဆိုတဲ့လူတွေရဲ့အတွေးခေါ်ခေါင်းထဲမှာ88မျိုးဆက်တွေရော82တွေရော62တွေရောမင်းတို့ရှိသမျှမျိုးဆက်တွေအကုန်လုံးဒီလူတွေအကုန်လုံးရဲ့ခေါင်းထဲမှာငါတို့တွေဟာတခြားသောတိုင်းရင်းသားတွေရဲ့နယ်မြေတွေကိုတွားပြီးတော့ကျူးကျော်နေတယ်အဲ့ဒီတိုင်းရင်းသားတွေရှိကနေဂုတ်သွေးစုံနေတယ်ငါတို့ရဲ့ဘာသာစကားကိုဒီလူမျိုးတွေကိုအတင်းပြောခိုင်းနေတယ်အဲ့ဒီအတွေးခေါ်ခမားတို့ဒီနိုင်ငံရေးလုပ်နေတဲ့လူတွေရဲ့ခေါင်းထဲမှာရောဗမာပြည်ထဲမှာနေတဲ့လူတွေရဲ့ခေါင်းထဲမှာရောခမားတို့ရှိထားဖို့အရေးကြီးတယ်တိုင်းရင်းသားလို့ပြောတဲ့သူတွေဗမာပြည်ထဲမှာနေပြီးတော့ဟိုဘာသာမတူဘူးပေါ့ဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေကြားလို့ရှိရင်ငါတို့ကဘာသာမတူလို့ပေါ့မင်းတို့မှဘာသာမတူဘူးဆိုလို့ရှိရင်မင်းတို့ဘာသာစကားကဘာသာစကားလဲမင်းတို့ရဲ့နေရက်ကဘယ်နေရလဲမေးလိုက်မင်းတို့မှနေမြေမရှိဘူးမင်းတို့မှကိုယ်ပိုင်ဘာသာစကားမရှိဘူးအခုတိုင်းရင်းသားတွေကမင်းတို့ကပြောလိုက်ရင်မင်းတို့ပဲခံရတယ်ငါတို့ပဲခံရတယ်ပြောနေလို့တိုင်းရင်းသားတွေမှာနယ်မြေရှိတယ်တိုင်းရင်းသားတွေမှာဘာသာစကားရှိတယ်တိုင်းရင်းသားတွေမှာကိုယ်ပိုင်ရည်ကျေးမှုရှိတယ်တိုင်းရင်းသားတွေကချင်တယောက်ကရင်တယောက်ရခိုင်တယောက်မွန်တယောက်ကိုယ်ဘာသာစကားကိုပြောပြီးတော့တရားရုံးမှာအမှုရင်ဆိုင်လို့မရဘူးကိုယ်ဘာသာစကားကိုပြောပြီးတော့10တန်းဖြေလို့မရဘူးကိုယ်နယ်မြေဖြစ်ပြီးတော့စစ်တပ်ကလာလို့ရှိရင်ထွက်ပြေးရတယ်ဒီတော့ဗမာပြည်ထဲမှာခမအခွင့်ဒုက္ခလူဒန်းစားလုပ်ပြီးတော့ငါတို့ကပိုးခံရပါတယ်ငါတို့ကပိုးခံရပါတယ်ဆိုပြီးတော့ဟိုလူဘောင်းဝနေတဲ့အုပ်စုတွေလည်းရှိတယ်မျက်ရည်ချူပြီးတော့လူဘောင်းဝနေတဲ့ကောင်တွေလူအခွင့်အရေးကိုသုံးနေတဲ့ကောင်တွေဒါကြောင့်မလို့ငိမ့်ညမ်းအောင်ကိုဘယ်ကောင်းမှမကြိုက်ဘူးငိမ့်ညမ်းအောင်ကိုဘယ်ကောင်းမှဟိုဘယ်လိုပြောမလဲလူရမသွင်းညင်ဘူးဒီကောင်ကရွာပြင်ထွက်နေတာဒီကောင်ကတယောက်တည်းနေတယ်ဆိုတာငိမ့်ညမ်းအောင်ပြောတာမဟုတ်ဘူးဆိုလို့ရှိရင်ငိမ့်ညမ်းအောင်ကိုထောက်ပြရခိုင်နေမှာကိုပိုင်ဘာသာစကားရှိတယ်ကိုပိုင်နယ်မြေရှိတယ်ကိုဘရင်ရှိဗမာပြည်မှာသူတို့နေတယ်ရခိုင်လို့ကျွန်တော်10တန်းဆောင်မပွဲဖြေမယ်ဆိုပြီးတော့ဖြေလို့ရှိရင်ဘယ်ဗမာဘယ်ပညာရေးမှုဘယ်အတိုင်းဝိုင်းကအတိမတ်ပြုမလဲရခိုင်တွေကိုအဲ့လိုဖြေခွင့်ရောပေးလားကချင်နေနော်ခင်ဗျားတို့ပြောနေတဲ့ကချင်ပြည်နယ်ဆိုတာရှိတယ်သူတို့ဘဝမှာဒူးဝါးတွေလည်းရှိတယ်နော်အဲ့ဒီဒူးဝါးတွေရှိတဲ့အချိန်မှာကချင်ဘာသာစကားဆိုတာစာလည်းရှိတယ်စကားလည်းရှိတယ်ကချင်နေ10တန်းဆောင်ပွဲဖြေလို့ရှိရင်ဗမာတွေကဗမာစကားဖြေတယ်ပေါ့ကချင်တွေကကချင်စကားဖြေလို့ရလို့လားဟုတ်ပြီအမှုတွေဖြစ်တယ်ဗမာကဗမာလိုပြောတယ်ကချင်ကကချင်လိုပြောလို့ရလို့လားငါတို့ဗမာတွေအကုန်လုံးအပေါ်မှာလူဘာဝထားတယ်ငါတို့ဗမာတွေအကုန်လုံးပေါ်မှာအနိုင်ကျင့်နေတယ်ခင်ဗျားတို့ပုပ်ပွေလေးလေးပြောရင်အခုကချင်ပြည်နယ်မှာရှိတဲ့ကြောက်တွေတူးတယ်ကရင်ပြည်နယ်မှာရှိတဲ့ဆယ်တွေတဲတယ်စစ်ပဲဟိုငကိုဘရင်တွေခစ်တုံကတော့စစ်သွားတိုက်တာပေါ့ဗျာပြီးသွားတော့မှဟိုဒူဝါသမီးယူလာတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီဒူဝါတွေကဟိုတစ်နှစ်ကိုဘလောက်ဆိုပြီးတော့အခွန်ဆက်ရတယ်ပေါ့အခုကခင်ဗျားတို့အခွန်ဆက်တာမှမဟုတ်တာခင်ဗျားတို့လက်ညှိုးထိုးပြီးတော့တိုင်းရင်းသားဒေသတွေမှာရှိသမျှအကုန်လုံးကိုရောင်းစားနေတာလေအခုရန်ကုန်မြို့ကြီးမှာမီးပြတ်တယ်ဟေးဆိုလို့ရှိရင်မီးမလာဘူးဆိုပြီးခင်ဗျားတို့အော်နေတာလေတနင်္လာရီတိုင်းကဓာတ်ငွေတွေရခိုင်ပြည်နယ်ကဓာတ်ငွေတွေဟိုလွိုက်ကောကဟိုလောပိတရေအားလျက်စစ်ကဟာတွေခင်ဗျားတို့အကုန်ယူထားတာလေရန်ကုန်မြို့ကြီးမှာမီတာကသာတိုးကောက်မပြောကြည့်လေရန်ကုန်မြို့လူတို့ကထပြီးတော့ဟူးထလောက်တာလေအဲ့ဒါသူတို့နစ်နာလို့သူတို့လောက်တာဟာကချင်ပြည်ဟိုတရားပြည်နယ်လောပိတကနေပြီးတော့လျက်စစ်တွေပေးရတာကွာငါတို့မယူဘူးငါတို့ရန်ကုန်မြို့ကြီးမောင်အိမ်မောင်းနေပါစေမင်းတို့တိုင်းရင်းသားတွေဒေသကထွက်တဲ့လျက်စစ်မင်းတို့ပဲယူဆိုတဲ့ရန်ကုန်သားဘယ်နှယောက်လောက်ရှိခဲ့ဘူးလဲတစ်ချက်လောက်ပြပါဦးကြည့်ကျင်လုံးအားကြည့်လို့မင်းတို့တနင်္လာရီတိုင်းကထွက်တဲ့ဓာတ်ငွေနဲ့လေပတ်တဲ့လျှက်စစ်ကိုငါတို့ရန်ကုန်ကမသုံးဘူးကွာမင်းတို့တနင်္လာရီတိုင်းပဲသုံးဆိုတဲ့ရန်ကုန်သား
ဘယ်နှယောက်များရှိပါသလဲတစ်ချက်လောက်ကလေးပြပါအောင်ကြည်ကျင်လုံးအားကြီးလို့မြင်ကျင်လုံးအားကြီးလို့မြင်ကျင်လုံးအားကြီးလို့မင်းတို့ရခိုင်ပြည်ကထွက်တဲ့ဓာတ်ငွေတွေနဲ့နော်ရတဲ့ငွေတွေနဲ့ငါတို့ဆေးရုံတွေလည်းမလုပ်ဘူးအဲ့လိုမျိုးပြောတဲ့ဗမာဘယ်နှယောက်ရှိလဲပြောကြပါဦးမြင်ကျင်လုံးအားကြီးလို့